Hello guys ကျွန်တော် K ပါအရင်ဘက်ကကျွန်တော် make up မလေးပြပေါ့နော်ဘလို့ make up မလေးပြလို့ဆိုတော့ light လိနေလို့ပါ light လဲအဲကြောင့်ဒီတစ်ပတ်ကတော့ make up လေးပြမှာပါလေးပြ make up ကတော့အရင်ဘက်ကကျွန်တော်ညီမလေးတောင်းဆိုထား make up လုပ်လေးဖြစ်ပါတယ်ဘာ make up လုပ်လေးဖြစ်မလဲဆိုတာကိုတော့ကြည့်တော့ကြည့်အောင်နော် let's go ကဲအချီလုပ်လေးမြည်ပြီဆိုတော့ဘာမိတ်ကပ်လဲဆိုတာတော့သိကြမယ်ထင်ပါတယ်အကြောင်းရှေ့ဝင်ပြောမလို့ပါဘူးလက်ရတော့တိတ်မသေးသေးပေါ့နော်ခါမလုပ်ဘူးဆိုတော့ပြီးလို့ရှိရင်ဘာလို့ဒီချင်းကိုယူရလဲဆိုတော့ရင်တော့ထည့်ရတဲ့ချင်းတွေကတော့ copyright မိတော့ပါအဲ့ဒါတင်လို့မရဘူးအဲ့ဒါကြောင့်ဒီချင်းထည့်ရတာပါနာကြီးရောင်ပြကရှင်လွှားစိတ်ကိုခွင့်ရမဲ့သူတရားသူမပြောကိမနောဝေမာတဘောအလိုလိုပေါ့ရွှေရင်တကားကိုပိတ်လို့ထားမဲ့ရှင်ပြိုစကြမကချစ်တယ်ဆိုတာတိတ်ပြောင်းကြည်လေးများပြုံးလေးများဂျူလာထောက်အချင်းညာရိပ်ရောင်ပြကရှင်လွှားစိတ်ကိုခွင့်ရမဲ့သူတရားသူမပြောကိမနောဝီမာတဘောလူလူပေါ့ရွှေရင်တကားကိုပိတ်လို့ထားမဲ့ရှင်မျိုးတကြမကချစ်တယ်ဆိုတာတိတ်ပြောင်းပြုလိုက်ပုံကတနာစရာချင်းကထောက်သူပြောများကတကယ်ကိုကြလို့မြတ်တာသေးပဲခွင်ပြီးမိခြင်းနဲ့စိတ်ကူးလေးတွေပေါ့တိစားပဲလေးနဲ့ရွှေရင်တကားကိုသူလာခောက်အိုးစိုးစိတ်မှချိန်မိပါရဲ့ချစ်တဲ့ဆိုသူတရားဖြစ်နိုင်သေးဘူးတကယ်အားတော့မလျှော့နဲ့တွေ့ဆွေတင်ကတဲ့ကျင်းစားတည်စေကူခုများဖြစ်မြုံနိုင်တဲ့မို့ဆောင်းလို့ကြည်ကြသည်ရွှေရင်တကားကိုပိတ်လို့ထားမဲ့ရှင်ပြိုတဲ့ကျမကချစ်တယ်ဆိုတာတိတ်ကြောင်ပြုံးလေးများဂျူလာချောက်အချင်းညာရိပ်ရောင်ပြကရှင်လွှားစိတ်ကိုခွင့်ရမဲ့သူတရားသူမပြောကိမနောဝီမာတဘောလူလူပေါ့ရွှေရင်တကားကိုပိတ်လို့ထားမဲ့ရှင်ပြိုစကြမကချစ်တယ်ဆိုတာတိတ်ပြောင်းပြုံးလေးများဂျူလာထောက်အချင်းနာရိပ်ရောင်ပြကရှင်လွှားစိတ်ကိုခွင့်ရမဲ့သူတရားသူမပြောကိမနောဝီမာတဘောလူလူပေါ့ရွှေရင်တကားကိုပိတ်လို့ထားမဲ့ရှင်ပြိုတဲ့ကျမကချစ်တယ်ဆိုတာတိတ်ကြောင်
ပြုတ်လိုက်ပုံကတနာစရာချင်းကာထောက်သူပြောများကတကယ်ကိုကြလို့မြစ်တာသေးပင်ခွင်ပေးနေခြင်းတဲ့ကိုစိတ်ကူးလေးတွေပေါက်သစ္စာပဲလေးနဲ့ရွှေရင်ကားကိုသူလာခေါက်အိုးစိုးစိတ်မှာထိမိပါရဲ့ချစ်တဲ့ဆိုသူတရားမဖြစ်နိုင်သေးဘူးတကယ်အားတော့မလျှော့နဲ့ကွယ်ဆွေတင်ကတဲ့ချင်းစားတိလေးစေဦးခုမြဖြစ်မြုံနိုင်သေးတဲ့မို့ဆောင်းလို့ကြည့်ခြင်းသည်ဆောင်းလို့ကြည့်ခြင်းသည်ရွှေရင်ကားကိုပိတ်လို့ထားမဲ့ရှင်ပြိုတဲ့ဓမ္မကချစ်တယ်ဆိုတာတိတ်တိတ်ကြောက်ဒါတော့ဆန်ရရစပါနော်လက်ရမသိမတက်ဖြစ်ရလို့ရှိရင်တော့ဒီခံပြီးတော့ချစ်ရှုပေးကြပါနောက်ဘာကြလို့ရှိရင်ဗာမိတ်ကလုံးနဲ့ပြန်လာမယ်ဆိုတာကိုစကြည့်ပေးကြရအောင် bye bye